ဟိုတယ်ပြန်တယ်ဒီတမောအိတ်တယ်ပြီးပြန်ထွက်မှာ9နိုင်ထိုးနေငါသွားမြမှာကျွန်တော်ကန်းကြီးအဝင်ဝါကဗီဒီယိုကလစ်တွေကိုကျွန်တော်ရိုက်ထားတယ်ဆိုပေမဲ့ဘယ်လိုလုပ်ပြီး error တက်သွားလဲမသိဘူးအကုန်လုံးက slow motion mode တွေဖြစ်နေတော့အဲ့ clip တွေအသုံးစားလို့မရဖြစ်သွားတယ်မပြီးမစုံဖြစ်သွားတဲ့အတွက်တော့နည်းတော့စိတ်မကောင်းဖြစ်မိတယ်ဝင်ကြည့်တင်တာပေါ့သွားကြည့်လိုက်မှာစကျွန်တော်ထင်တာဒီကန်းကြီးရဲ့တောင်ကတဲတောင်လို့ထင်ထားခဲ့တာဒါပေမဲ့ဘုံကကြောက်စရိတ်ခဲလေးဖြစ်နေတယ်လိုင်းကလည်းခင်ဗျားတို့တော်ကျန်းနေတာဘာဖြစ်သွားတော့ကမဘေးကအဲ့ဒါအကုန်ပဲဆို这边就是来，你要来，ငါ့ကိုမခံစားမိတာကန်းကြီးကမြင်မြတ်ဆဆမရဘူးလို့ထင်ပါတယ်ဒီကန်းကြီးရဲ့ရေကပြာလှဲ့ပြီးတော့အရန်လှလာရောကြောက်ခေါင်းပေါက်မှာကြောက်နေပင်လေကလိုင်းတန်လေးစိမ့်ပြနေတဲ့တောင်တန်းတွေကြည့်ပြီးတော့ဒီနေရာကအလှဆုံးနေရာတော့မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်တို့ကတော့လှတာအများကြီးပိုတယ်ပတ်စံဆိုတော့ပြန်ရှာလို့ရတယ်ငရွယ်မှုနဲ့အချိန်ကတော့ပြန်လို့ယူလို့မရအောင်ကျွန်တော်တို့ဒီလိုမျိုးနေရာမျိုးလေးမှာငယ်တုန်းရွယ်တုန်းလေးအမှတ်တရတွေထားနိုင်ခဲ့တဲ့အတွက်အရန်ကုန်ယူမိတယ်ဒီနေ့ကျွန်တော်တို့အသက်ကြီးသွားလို့ဒီဗီဒီယိုလေးကိုကြည့်တိုင်းဒီအမှတ်တရတွေကကျွန်တော်တို့ကိုအမြဲတမ်းငယ်ရွယ်နေခြင်းပါကျွန်တော်တို့ဒီခီးလေးကတော့မတ်တရားတွေတိုင်ရုံးစင်တွေချီခင်မှုတွေပြည့်ပါတယ်ခီးလေးလိုပဲကျွန်တော်ကမှတ်ယူတယ်စောကားဟုတ်တယ်မေအိုင်ပင်လေတဲ့ကြောက်တုံးတွေပြစ်ချနေတယ်ကောင်မကြည့်ရက်နေရ你依然没明白了。ဘူးလားဟာ哎，你也个。ဘသူတွေဒီမှာအများကြီးရိုက်ရပါတယ်မစားရမရှိဘူး။ငါရေးလည်းကုန်။ကျုံးပြီ။ပြက်ကတန်မှာရေဝချူလာပိုက်ထဲမှာလည်းစားငန်ရေတွေကြီးပဲငါရေးဝါချူဝဲဒီပေါတော့အဲ့ဒီဂျီမင်းဆိုရင်ဝိတ်တာအဘီယာဝီတပူတော့ကောင်းမှာတော့ကောင်းပါအခုချိန်အေးလေးတပူတော့သာမရှိဘဲနဲ့အားများတယ်6ရင်းမပါအားများအချင်းကြီးရပေးရတယ်အနည်းဆုံး3ရပါအနည်းဆုံးတော့ပေးရမှာနေဆောင်တော့ပြီဆိုတော့ကျွန်တော်တို့အော်တိုပြန်ပြီးတော့ရီမိုးချိုးကြတယ်ပြီးရနေဟင်းချက်ကိုကျွန်တော်တို့ပြင်ဆင်ကြတာပေါ့စားဖို့တော့ဖို့အတွက်
တော့ဝယ်မယ်ချက်မယ်မင်းညဖဲနိုင်တာလေဆိုတော့နိုင်ရလေးနဲ့ချက်စားရသေးရအောင်ကောင်းလေးပါစားခြင်းနဲ့ဝါကီစားခြင်းလားဟိုဘဖေးချုံနဲ့ကောင်းလေးမြင်ဒီကောင်းလေးဟာငါစားမယ်တင်ရတော့ဒီနေ့များမယ်ငါးတွေအဲ့ဒါဒီများဥသွားလို့အဲ့ဒါဘုစ်kimchi good oh caught it how much yeah oyster sauce no うずらの卵ボタタいいねいや全然見合わない味はかよろしいだろWing onions hold on นี่ได้นี่ยกอะไรละตาดีเนี่ยချက်မယ်ဟာဒါမနဲ့ပြန်စားမယ်ဒီဝင်းတော့ယူလိုက်မယ်ဆိုရထားအောင်ပါလို့ချင်တယ်ကောင်းယောထဲလိုက် bro အော်ဘူးတို့တွေပဲအရှိထင်းနေတာ why not hey if joking why not sour cream barbecue that would be great be honest and like that mandai yes ရှေ့ပလန်နဲ့ချက်ကြအောင်ညတော့နောက်ဆုံးဒါလေးနောက်ဆုံးပဲဒီညချင်းချက်လို့မရဘူးဒီစူပါမားဆက်ရတော့တယ်အဲ့ဒါကွန်စတက်ဝစ်ကကြည့်ပါလို့မရဘူးကွန်စတက်ပါလေဘောမောယောပြလေးကိုနည်းသလောက်ပါလိစီလိုက်ပြီးပြီလားဟောစားဒါပဲလား yesဒါလည်းနေပြီရဆော့စ်plating chain နေရတယ်ရောကိုချက်ပြီးတော့ plating ချတာဦးချင်းကသူတို့ဟာ plating တူးတာနဲ့စားပြီးတော့တဲ့မတူးဆုံးနေရပါလားချိန်ကားတာလေဟုတ်ပါငါးပေါင်းသူလှုပ်နေကြစားတယ်တောက်တာပုံများတယ်သူWhat is this, bro? Oh, whoa, maso. This, I like it. Garimashita. Ora. ကျွန်တော်ညီလေးဖြစ်ပါတယ်မနေ့ကတော့သူကလုံနာဒီနေ့မှပြန်ဝင်နိုင်တာပေါ့နော်အိုက်ဒိုဗကေးဆန်ညီလေးဖြစ်ပါတယ်လက်တော့ပါတယ်သူကစိုးပါလူ3ယောက်စားပါဟာပြောချင်ပါလားဒီစားပါတောက်ချင်ပါစားရတောက်ချင်ပါဒီနေ့ပြန်စားရမယ်တောက်ဖြစ်ပါဒါပေမဲ့အဲ့ဒါမလုပ်ခင်မှာလုပ်ချက်တွေအများကြီးရှိတယ်ဝတ်တွေသိမ်းအောင်
6ခိုင်အောင်ဝင်းကို6ခိုင်အောင် စနေရှင်းရအောင် ဟုတ်ပါညနေစားလို့မရသေးပါဘူးဟုတ်ကဲ့မယ် အေးယေး ဘာလို့မလာဘူးနဲ့ ဘလို့ခံစားရလဲ ဟုတ်ကဲ့ ကာလာဘောင်းနဲ့ဆောက်ကျူးနဲ့ ဒါဟောဟမ်ဒါသူ့ပြောင်းချလေ ပန်တီချွေဒီရှိ ပန်တီ ပန်တီချွေမှာပန်တီချွေမှာ ဒီကောင် ရတာတော့မရှိပါဘူးရရတာရေးပဲရှိ ညကမကြီးတော့ဒါပေမဲ့ တယ်ရရတာ 30ချက်စားလည်းပြောတာအပတ်တော့မပြေဘူးလေ မသိရတယ်ဇာမမရှိဘာတိမမပြီးလား စားတော့ရင်လည်းကျွန်တော်တို့ခုခိုင်းတော့မှဆိုတဲ့ငယ်ချင်းဖုန်းခေါ်လိုက်ပြီး အားလုံးကတင်မဲနေကြ ပုံမှန်ဆိုကျွန်တော်တို့၄ယောက်ဖွဲ့ဘူးသူကကြတော့နည်းနည်းလေးလာဘူးလမ်းတော့ဒီ trick ကိုသူမ join ဖြစ်တော့တောက်လို့ပြီးသွားပြီစားတော့လည်းပြီးသွားပြီဆိုတော့တယောက်ကတော့တိုက်ပွဲကြောက်သွားပြီတယောက်ကတော့နှစ်ခွက်တော့မူးရလို့ပြောအန်ရင်ဆိုပြီးတော့နှစ်ခွက်လေးတောက်ပြီးတော့ဖြစ် ဟောလေးကိုရှစ်ပတ်အာစီပြားတရားတာ အပိုးတွေပါမယုံပါနဲ့ ကိုယ်အရင်လည်းသိအောင်နဲ့ ဝိရဝိရ ရရနေတယ်ရရတဲ့တော့ရပါပဲပြေ ဝိရ ကိုယ်အရင်တော့စစ်တာ ဟုတ်ပါဟုတ်ပါဘာမှဖြစ်လို့ဒုက္ခရောက်တော့ပြီနားလိုက်တော့တယောက်တည်းတင်းမှုကောင်းတယ်ရ ပေါ်ကြည့်တော့ Good night ဒီညတော့ဒီလောက်နဲ့ပြီးသွားပြီနောက်ပြန်တော့မယ် Bye bye check out က10နာရီလိုတဲ့အချိန်က9နာရီပဲအဲ့ဒါနဲ့ပဲကျွန်တော်တို့တွေ Good ကိုတနာရီအတွင်းမှာကျွန်တော်တို့ပြင်ဆင်ရာရှိရတဲ့ကုန်ပြင်ဆင်ညစားတော့လည်းလက်ခံနေကုန်စေးပြီးတော့ဟိုတယ်ကနေကျွန်တော်ထွက်လာခဲ့ကြပါတယ် weather report မှာဒီနေ့ကမိုးရွာမယ်လို့ပြရတယ်ဆိုပေမဲ့မိုးကရွာမနေပါဘူး။ကြံကောင်းတယ်လို့ပြောရမှာလားပေါ့။ဒါပေမဲ့မိုးမရွာပဲနဲ့ပုံမှန်မိုင်းဖြစ်နေတာကတကယ်ရာသီဥတုပိုပြီးပူအိုက်တယ်လို့ခံစားရတယ်။အမှတွေ့ဂျပန်ကောင်းလေးလည်းသူတို့လည်းပြန်နှုတ်ဆက်လိုက်ရပြီ။ဒါတော့ပြန်လက်မှတ်ဝင်နေကြတာပါ။ ဟုတ်ပြောချင်တယ်နောက်ဆုံးပြန်ကန်ဒီဆိုတော့ နော်နော်နေရာတစ်ခုခွဲရဆိုတာအားစရာတွေကြံခဲ့တာမှတ်တရ ပြန်လာခဲ့ အဲ့တော့နောက်တစ်ခေါက်ကတော့မသိပဲမဲ့ မသိကြတော့ပါဘူးဒီတစ်ခါနေရှားတဲ့နေရာ နေရာတော့မဖြစ်နိုင်တော့ ဘာပြောချင်သေးလဲ နောက်မှပြန် နောက်မှပြန်လာတယ်ချင်းနေဘယ်လိုရှိလဲ ကောင်းပါ တထားစီရတာ ကောင်းပါအရင်လေး လုံရမ်းနေရပဲ အဲ့ဒါပုံမှန်တဲ့ပုံဘူး အဲ့ဒါအသွားတော့ရထားတယ်ဆိုင်ဘာမှမဆိုင် ရထား ပြန်ရထားမောင်းနေသူမတော့ ရထားလုံလဲလုံတယ်ပူလဲပူတယ် ဟုတ်အဲကောင်ကလည်းမရှိအဲကောင်ကရှိပါဒါပေမဲ့ညာတီးတို့ကပူနေရလားမကောင်းတာလား အဲ့ဒါမလိုက် ဖြစ်နိုင်ပါ သူရမ်းများ ပြန်စကောင်းပြန်လာရပါတယ်ဘောနားဖို့ပြန်အောင် ဟုတ်တယ်ဟုတ်တယ် station ဝိုက်စာလို့စဉ်းစားတယ်အင်တာနက်ပြန် ရပါတယ် မိမိမိ ထိုးမှာ တို့ ပြီးတော့ စားပါတော့မယ်တလန်လုံးမိုးမရောပဲနဲ့ကျွန်တော်တို့ဥစားကရောက်မှပဲမိုးကတဲကြီးကြီးကြည့်ရတယ်ဒါတော့ခိတ်ကိုထွက်လို့မရဘူးကွန်ဒက်တာနဲ့ချိန်နေဖြစ်ရှင်းနေကြတဲ့ချိန်နေပါ同じように置いていただけますか。さっきと一緒のような感じ。まずお一人、はい、ありがとうございます。တခြားမျိုးပြင်မဲ့တယောက်ကအိမ်မပြန်ခင်မှာတခုခုသွားစားမယ်ဆိုပြီးတော့ပလန်ထားတယ်ဆိုပေမဲ့မိုးကအကျိတ်နေရွာနေတော့အိမ်ကန်းထဲမှာပဲဝနပိုလီဆိုရင်လည်းအချိန်ပြုံးလိုက်ကြတယ်ဘယ်ကိုကြည့်နေတာ ညသားမှာပေးနေနေနော်
ကန်နေပြီတော့ ချွေယူနေရရလောက်ရလား ဒီစကန်တာ ပြန်တော့မယ်ဆိုတော့ဗာပြောချင်သေးတယ် ဟာဘာလို့ပြော ပြော ပဲ ပဲありがとうございましたဒီနေ့တော့ဒီမဒီနေနေပေါ့နားလေဘယ်တော့မှသွားပြတော့မနေမှာ ပြောပါ ありがとうございま ဒီ す က အခုမှ တခိုင်းလောက်ကစားကြည့် ပြန်ကုန်သိမ်းပါ မဟုတ်ဘူးအဲ့ဟိုရှိကစင်ကူကဝယ်လာတာလား ချင်းပေါ့ ရှင်းကူမဟုတ်တဲ့ ချင်းကူနောက်တစ်ခေါက်လေသွားကြည့်ပါလား တခြားနဲ့တခြားနေရာသွားမယ်ရှင်းကူမဟုတ်တော့ နောက်နေ့ထဲကတော့တိတ် မဟုတ်ကန်းကြီးကိုတေချာခေါ်သွားမှာကန်းကြီး နောက် မြော တစ် က် ခေါက်ကန်းကြီးကောင်းကောင်းလေးကိုကျွန်တော်အချိန်ရရင်တော့ပလန်ကြည့်ကြပါမယ် ဟိုင် ရန်ကုန်လေစိတ်ကလူတွေပြင်မှာတရားမတက်ဘူး ဟိုတယောက်ပို့ပေးပြီးတော့ရေခဲမုံစံတလာတွေတွေ့တော့ရေခဲမုံဝင်စားပါသေးတယ်ရတာမရှိပါဘူး ယူဆိုင်ပြန်ပါ မလေး ရှင်းကူတဲ့ အာခြေထောက်တွေလည်းပြုတ်မတက်ပဲဘိုင်ဘိုင်ပါ ဘိုင်ဘိုင် ဘိုင် ဘိုင်ယူဆိုင်ပြန်တယောက်ပြီးတယောက်ပြန်ကုန်ကြပြီနောက်ဆုံးတော့တယောက်တည်းပဲကြံနေတာဒီနေ့တော့ကတော့လောက်နေပြီးပြီလို့ပြောလို့ရတာ Bye then